ဒီအပေါင်းလေးနဲ့တဲလေးပြရမှာခင်ဗျားတို့တော်တော်ခက်ခဲနေလားဟာလားဟမ်ဘာလဲ K1 ဖြစ်မှာတော့ဆယ်လီဖြစ်မှာတော့အားပေးတာမျိုးစကေးကြီးမှာအားပေးတာလို့ကြအဲ့ဒါကြီးလိုလားဒီကစကေးပဲလိုတာမဟုတ်လားဟမ်ဘာ K1 တစ်သလုံးမဖြစ်တစ်သလုံးအားမပေးရအောင်လားအဲ့ဒါကျွန်တော်တို့လိုက်ပေးနေတဲ့လူတွေအပေါင်းလေးနဲ့တဲလေးပြတဲ့လိုက်ရဲလုပ်ပေးတယ်အဲ့လိုလူမျိုးတွေကြတော့ကျွန်တော်တို့ရောကြပါပြောလို့ပြန်မပေးကြတာတကယ်ကြီးရတော့ဗျာလူကောက်ခွဲပြီးတော့အဲ့လိုဘယ်လိုကြပါနဲ့နော်အကုန်လုံးကကြိုးစားတဲ့လူတွေပဲအကုန်လုံးကတော့အောင်မြင်နေတဲ့လူတွေပေါ့ဒါမှလည်းကိုအချင်းနဲ့ကိုမဖြစ်နိုင်တဲ့အခါရှိရတယ်ဒီလိုပဲမလွတ်တော့နေလဲရတာပေါ့ဗျာဘလူကတော့မအောင်မြင်နေမှနေပါဆယ်လီရောဘာမှဖြစ်ချင်မှနေပါမယ်ဒါပေမဲ့ကိုရဆယ်လီဖြစ်နေတော့တဲ့ကိုရမရှိလေဗီဒီယိုတော့ကျွန်တော်လိုက်ကဆယ်လီငါရောက်နေစတော့ရတော့စားဘလို့ဆယ်လီတော့ပြမှာတော့အဲ့ဒါမှအားပေးတယ်ဆိုတော့